သွားတယ်ယောက်ျားရဲ့ယောက်ျားလည်းထိုင်းမသွားပါတော့နဲ့ဒီမှာပဲဒုလူပေါင်းပဲလှုပ်ရှားတော့မယ်ဆိုတော့လေညှိလို့မရအောင်ဒင်းတိနေပြီလေတိနေပြီဟိုဟာစုံစားရတာကိုတိနေပြီအစုံစားရတာတိနေတော့ဘလို့မှတားမရဘူးတားမရတော့ကြတော့တခါထပ်သွားတယ်နိုင်ငံသားမှာအလုပ်သွားလုပ်နေတဲ့ယောက်ျားကိုပြန်လာဖို့ဆက်သွဲတော့လည်းမပြန်လာဘူးမိန်းမကလိုက်လာရမလားဆိုပြီးမေးတော့လည်းမလိုက်လာဖို့အတွက်အသေးအတန်တားတယ်ဒါကြောင့်နိုင်ငံသားကိုရောက်လာမှပဲအသေးအတန်ဘာကြောင့်တားနေရဲဆိုတာကိုသိလိုက်ရတယ်ဆိုပြီးတော့ဒီမမရဲ့အိမ်တော်ကြီးအကြောင်းကိုရင်ဖွင့်ပြောလာတာပါညီမနဲ့တူနားထောင်ကြည့်လိုက်ကြရအောင်ထိုင်းနိုင်ငံကိုဟိုကောင်မလာခြင်းနဲ့ဒီကောင်မလာခြင်းနဲ့ဆိုတော့ငါရဲ့အတိတ်ကအကြောင်းလေးတွေကိုပြန်ပြီးသတိရလို့ပြောပြရစေနော်ငါယောက်ျားကိုပထမနှစ်တုန်းကသွားတော့ပထမအကြိမ်သွားတော့နှစ်လောက်ကြာတယ်ကြာတော့ယောက်ျားရဲ့ကလေးတွေမိဘတွေနဲ့ထားပြီးတို့လင်မြန်းတော့အတူတူလှုပ်လှုပ်မယ်တူတူစူးစမ်းပြီးပတ်ဆက်တွေစုပြီးပြန်မယ်ဒင်းကပွေးခြင်းရှုပ်ချင်တော့လေကျုပ်ကိုမခေါ်ဘူးကျုပ်မိန်းမကြီးကိုမလာနဲ့ကလေးတွေစိတ်မချဘူးကလေးတွေစိတ်မချဘူးနဲ့ပဲပြောတယ်သူပွေးခြင်းရှုပ်ချင်တော့အဲ့နဲ့နောက်တော့ကြတော့ငါလည်းတစရုစကမဲ့ကလေးတွေငါမိဘနဲ့ထားပြီးတော့တက်လာတော့ဘဇွန်ဆက်ရုံရောက်တော့လေဟဲ့ယောက်ျားတို့ဆက်ရုံတွဲဆုံးနဲ့တွဲအောင်ပေါင်းအောင်ဒီဆက်ရုံငါလားမလားငါဆက်ရုံနင်လားမလားဆိုတော့လေသူကလည်းဖာကောင်းကြီးဆိုတော့ဖာကောင်းကြီးစားကြီးဆိုတော့လုံးဝကိုပေါင်းစည်းလို့မရဘူးမလာခြင်းမှုမလာနဲ့ပဲသူစောက်เจ้าနေရလဲပေါ်သွားမှလဲတအားကြောက်တာ哦ကြောက်တော့ကြတော့ငါအเจ้าငါပြောတာနော်ကြောက်တော့ကြတော့ तू ကအမလေးတော့ပြန်သွားလေတယ်ကလေးတွေစိတ်မချလို့ဆိုပြီးတော့အဲ့တော့ तू နဲ့ပွေတဲ့ကောင်မလည်းပြန်သွားသလားဘာလားမသိကျုပ်ကိုဗီဒီယိုကောဖွင့်မပြဘူးပြန်သွားတော့မကြောက်ဘူးရွာရောက်တော့ကျုပ်ကိုတစရုတစကံပြန်ခေါ်တယ်ကျုပ်မှ17လပဲရှိသေးတယ်ထိုင်းနိုင်ငံရောက်တော့ကျုပ်မှပြန်သွားတယ်ပြန်သွားတော့ယောက်ျားရဲ့ယောက်ျားလည်းထိုင်းမသွားပါတော့နဲ့ဒီမှာပဲဒုလူပေါင်းပဲလှုပ်ရှားတော့မယ်ဆိုတော့လေညှိလို့မရအောင်ဒင်းတိနေပြီလေတိနေပြီဟိုဟာစုံစားရတာကိုတိနေပြီအစုံစားရတာတိနေတော့ဘလို့မှတားမရဘူးတားမရတော့ကြတော့တခါထပ်သွားတယ်ထပ်သွားတော့ကြတော့2နှစ်3နှစ်ကြာတော့ဒီဒီဇိုင်းပဲပေါ့မဟုတ်ဆိုးမှတယောက်နဲ့ပွေကြရှုပ်ကြလည်းဒီမိမရဲ့လည်းမနေဘူးတော့ငါထိုင်လာမယ်မလာနဲ့မလဲဒုတိယအကြိမ်မြောက်တစခိုးတစောက်ကတက်လာလိုက်တယ်နော်တက်လာလိုက်တော့သူ့စိတ်ရုံမခေါ်ဘူးအစင်မပြေလို့မခေါ်ပါနာနဲ့တော့အခုချိန်ထိပြောတယ်အေးဒါမှသူ့6เจ้าနေပေါ်သွားမှဆိုးလို့သူကငါ့ကိုစစ်ကြီးပဲမလာပါသူကငါစကားနားထောင်ခဲ့မယ်ဆိုအခုချိန်ဆိုမခိုင်ဝင်လေဟာဒီဆိုရင်လေအပေါက်ကြီးအကျဲကြီးဖြစ်နေလောက်ပြီနှစ်ပေါက်လေဗင်းတွဲနေပြီသူတို့ညီလေးသူတို့ရဲ့ဦးစားပေးတော့လေကျုပ်တို့ကအခုချိန်ထိဆင်းရဲတော့သူတို့ညီလေးဆိုတာတိတယ်မဟုတ်လားနော်ရင်လာလွန်းလို့အခုကျတော့ငါ့ကိုကြာပါပြောမှန်းတော့မင်းတက်လာတာမှန်တယ်တဲ့မင်းတက်လာတာမှန်သွားတယ်တဲ့မင်းလာလို့ပေါ့တဲ့တကယ်လို့မှကျုပ်မလာရင် तू ပေးသမျှလာစားလေးကိုစားပြီးတော့ तू ကလူပေါင်းစုံမပြောတော့ဘူးနော်အဲ့ဒီကောင်မနဲ့ရကြတော့မှာယူရတော့မှာ तू ကလည်းတစ်ချိန်နှစ်ချိန်မကပါဘူးနှစ်ရှည်လာများပေါ့စားဘူးတောက်ဘူးကြမှာပေါ့အဲ့တော့ပတ်ဝန်းကျင်မြင်ပတ်ဝန်းကျင်စုပြီးတော့ပွေးစားလိုက်ရင်သူတို့ကရကြတော့ကျုပ်ကအရာဦးလို့အခုကျတော့မင်းတက်လာတာမှန်ပါတယ်ပါတယ်ပေါ့အခုကျတော့မိသားစုလည်းမပြိုကွဲတော့ဘူးနော်သူလည်းအိမ်တော်20ဆိုတာနာမည်မထွက်တော့ငါအကြောင်းနေပြောတာနော်ငါအကြောင်းနေဒါပေမဲ့ငါတို့ရဲ့အဆောင်ဒီဘက်လှည့်ကြည့်လိုက်တော့လေဒီလိုတွေရဲ့ကြီးဒီဘက်ကိုလှည့်ကြည့်လိုက်တော့လေဒီလိုတွေရဲ့ကြီးကောင်းမတဲ့ကိုအောင်နောက်နဲ့ကိုလောက်ကြအလောက်ကတိမ့်ပြီကြံတော့မယ်အဲ့လိုမေးခွန်းမျိုးလေးမေးစေချင်တာကြာပြီဖြေချင်လို့ပေါင်းပါလေရှင်ကျမယောက်ျားကိုကျမဘာကြောင့်ပေါင်းရတယ်လဲဆိုတော့ကျမထိုင်းနိုင်ငံကိုတက်လာတော့ကျမနဲ့သူနဲ့ပတ်သက်ခဲ့တဲ့ကောင်းမတွေနဲ့ရန်ဖြစ်လို့ရှိရင်လေသူများယောက်ျားတွေလည်းမဟုတ်ဘူးကျမယောက်ျားကျမဘက်ကပါတယ်ကျမမှားကျမဘက်ကပါတယ်အဲ့သူနဲ့ပတ်သက်ခဲ့တဲ့ကောင်းမတွေမျက်နှာသာရလိုက်မှမထင်နဲ့အဲ့လိုတော့အဲ့ဒါကြောင့်ပေါင်းရပါတယ်ကောင်းွက်တွေလည်းအများကြီးရှိလို့ပေါင်းရပါတယ်မကောင်းွက်တွေကြည့်မယ်ဆိုရင်တော့ပေါင်းကျင်စရာမရှိဘူးပွဲချင်းပြီးကိုတတ်ချင်စိတ်တွေပေါက်ပါတယ်နော်မေးပေးလို့ကျေးဇူးတင်ပါတယ်မေးတဲ့လူကလည်း
မျိုးသမီးပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ကျမတို့အိမ်အောင်တဲ့အမျိုးသမီးကောင်းတဲ့ဟာတိမ်အောင်နဲ့တိမ်အောင်မြဲဖို့ဆိုတာတော်တော်သိခံစိတ်နဲ့နေရတာပေါ့နော်ဒါပေမဲ့ကျမယောက်ျားကောင်းတဲ့နေရာတွေလည်းကောင်းပါတယ်လို့နော်အဲ့ဒါကြောင့်မကောင်းတဲ့အကွက်တွေကြီးပဲကြည့်မယ်ဆိုတော့သူ့ကိုပွဲချင်းပြီးတတ်ထားတာကြာပါပြီလို့ကျေးဇူးတင်ပါတယ်အခုလိုမေးပေးလို့ပေါင်းပါတယ်ကျမတို့ရာသက်ပံလည်းကျမအနေနဲ့ပေါင်းဖို့စဉ်းစားထားပါတယ်ကံရှိသလောက်ပေါ့ကံတရားဆိုတာဒီနေ့ပဲသိကြတာလေနော်အဲ့တော့အဲ့လိုမျိုးလေးတွေကောင်းတယ်တော့ဘယ်ကောင်းမနဲ့ရန်ဖြစ်ဒီမိမကြီးဘက်ကသူနဲ့ပတ်သက်တဲ့ကောင်းမတွေဆိုကျမမျက်ဖက်ကိုစောင့်ကားမှုတော့လုပ်တာအဲ့ကောင်မတဖုံးမှပြောတယ်ကျမကလှမ်းကြည့်ထားနိုင်ငံသားမှာစီးပွားရှာနေရဆိုပြီးတော့မိမကိုကြတော့လိန်ထားပြီးတော့တစ်ဖက်မှာကြတော့စိတ်တိုင်းကြပြောပါနေတာပါတယ်နော်။အသမီးရှိရဆိုပြီးတော့အိမ်အောင်ရေးကိုမပြက်စီးရအောင်ဆိုပြီးတော့တီးခန့်ထိန်သိမ်းကြတဲ့အမျိုးသမီးတွေကတကယ်ကိုတော်တာပါ။ကြည့်ရှုနေတဲ့လူကြီးမင်းတို့ရောတာသမီးတွေအတွက်မိသားစုအတွက်ငွေရှာနေရဆိုပြီးတော့နိုင်ငံသားမှာဖြစ်ချင်တိုင်းဖြစ်နေတဲ့သူတွေကိုမြင်မှုကြမှာပါနော်။နောက်နေ့တွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဗီဒီယိုများကိုတင်ဆက်သွားမှာမို့လို့ like and follow လုပ်ပေးဖို့မမေ့နဲ့နော်။